ဖခင်ခင်တင်တို့ပြင်ဆင်ထားပြီးတဲ့အသက်တာက abundance life အလွန်ကြွယ်ဝပြည့်စုံတဲ့အသက်တာဖြစ်တယ်ဒီ lifestyle နဲ့မှာဖခင်ကကျမတို့ကိုအသက်ရှင်စေခြင်းတယ်ဖခင်ကကျမတို့ကိုပေးခြင်းတာ abundance life ဖြစ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုဖခင်တင်ကိုပေးခြင်းတာ lifestyle ကိုပေးခြင်းတာဖြစ်တယ်အဲ့တော့ဖခင်ကတင်ကိုကောင်းတဲ့ဘဝအသက်တာထဲမှာရှောက်လှမ်းစေခြင်းတယ်ဖခင်ပေးတဲ့ထိုဘဝအသက်တာထဲမှာရှောက်လှမ်းဖို့ရန်အတွက်ကျမတို့ကယုံကြည်ခြင်းထားရမယ်ဖခင်ကျမတို့ကိုပေးခြင်းတာဟာတာမန်ဘဝပဲမဟုတ်ဘူးဖခင်ငါ့ကိုပေးခြင်းတဲ့ဘဝအသက်တာကကောင်းစားတဲ့ဘဝပြည့်စုံတဲ့ဘဝဖခင်သခင်ရဲ့အသက်နဲ့ပြည့်စုံတဲ့ဘဝမျိုးဖြစ်တယ်ဆိုတာကျမတို့ဘက်ကနေယုံကြည်ခြင်းထားရမယ်ဖခင်ကကျမတို့ကိုယုံကန်ပြီးတော့သွားစီခြင်းတာမဟုတ်ဘူးဖခင်ကကျမတို့ကိုတီဆောက်ပြီးတော့သွားတဲ့ဘဝတရာမျိုးကိုသွားစီခြင်းတာဖြစ်တယ်လူချို့တွေကတရက်ကိုယုံကန်လိုက်လှုပ်ရှားလိုက်ဒါနဲ့ပဲဘဝကပြီးသွားတယ်အသက်တွေကြီးသွားတယ်ဘဝဆိုတာကဖရာသခင်ရဲ့အလိုတော်ကကျမတို့ဘဝကိုဖရာသခင်ရည်ရွယ်ထားတဲ့အရာတွေကိုဖန်တီးလှုပ်ဆောင်ခြင်းနဲ့သွားစေခြင်းတာဖြစ်တယ်ဖရာပေးတဲ့ကောင်းကြီးကလူဟာများပြားစွာဖန်တီးနိုင်ဖို့များပြားစွာမွေးဖွားကြလို့ဖရာပြောတဲ့ခါမှာလူရဲ့ဘဝဟာဖန်တီးမှုတွေတိုးပွားအောင်လှုပ်ဆောင်မှုတွေဘုရားခင်ရဲ့အကြံစီနဲ့ရည်ရွယ်ချက်ကိုတိဆောက်ပုံဖော်တဲ့ဘဝနဲ့သွားဖို့ရန်အတွက်ဖြစ်တယ်ဘဝဟာယုံကန်လိုက်လှုပ်ရှားလိုက်မသေးုံတမဲ့ဘဝကိုမဖြစ်အောင်ဖြစ်ညစ်ပြီးတော့အသက်ရှင်ရတဲ့ပုံစံမျိုးနဲ့ကျမတို့ကိုဘုရားခင်သွားဖို့ရန်အတွက်အလိုရှိတာမဟုတ်ဘူးဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ဟာဘဝမှာယူပါယုံရှိရမယ်။တဲ့မှာတီဆောက်မဲ့အရာတွေအတွက်ယူပါယုံရှိရမယ်။ဘဝဟာဖရာသခင်ကျမတို့ကိုထားတဲ့အကြံစီတွေကိုတီဆောက်ဖို့ရန်အတွက်အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်။ဖရာကလူကိုသူနဲ့ပုံတဲ့အညီဖန်ဆင်းထားတယ်။အာမင်။ဖရာခင်ကလူကိုတိုးပွားအောင်လုပ်နိုင်တဲ့အစွမ်းတတ္တိတွေပေးထားတယ်။အဲ့ဒါမျိုးလူဘဝကကျမတို့ဖရာသခင်ကိုတစုံတစ်ခုလှုပ်ခိုင်းဖို့ပဲကျမတို့တောင်းဆိုရမှာဖရာသခင်ကျွန်တော်ကိုလှုပ်ပေးပါလို့ပဲတောင်းဆိုမှာမဟုတ်ဖရာကအဲ့ဒီတော့ကောင်းကြီးပေးပြီးသားသင်ဟာတိုးပွားအောင်လုပ်နိုင်မဲ့ကောင်းကြီးရှိပြီးသားဖြစ်တယ်သင်ဟာပြောင်းလဲမှုတွေကိုလုပ်နိုင်တဲ့ကောင်းကြီးရှိပြီးသားဖြစ်တယ်ဝေါဟာလေလုယာမိတ်ဆွေဖရာကသင်ကိုအများကြီးအနံပြီးပြီအမေလူတွေတော်တော်များများကဖျားခင်ကျွန်တော်ကိုလှုပ်ပေးပါဖျားခင်ကျွန်တော်ကိုဖြစ်အောင်လှုပ်ပေးပါဖျားခင်ကျွန်တော်ကိုမဆပေးပါဒီလိုပဲကျမတို့ကတောင်းတယ်အဲ့လိုပြောလို့ဖျားခင်ကသူ့ရဲ့ဂရုဏာနဲ့ကျေးဇူးတော်အရာတင်တောင်းတဲ့စုတွေကိုဖြည့်ပေးမှာပါဒါပေမဲ့ဖျားသခင်လှုပ်ချင်တဲ့ပုံစံကဖျားသခင်တင်အားဖြင့်အလုပ်လုပ်မှာဖျားခင်တင့်ကိုအသုံးပြုပြီးတော့လူတွေများစွာရဲ့ဆုတောင်းချက်အဖြေကိုပေးချင်တာဖြစ်တယ်အာမင်အဲ့တော့ဘဝဟာယုံကံမှုနဲ့ပဲတော့မဟုတ်ဘူးဘဝဟာတစုံတစ်ယောက်ကကိုယ့်ကိုလှုပ်ပေးဖို့ပဲစောင့်ရမှာမဟုတ်ဘူးအချို့လူတွေကကိုယ့်ကိုဒီဘဝတွေကနေလွတ်မြောက်ဖို့ရန်အတွက်ကူညီမဲ့စူပါမန်တွေဘက်မန်တွေကိုစောင့်နေကြတယ်တစုံတစ်ယောက်ငါ့ဘယ်သူများကူညီမလဲငါ့ကိုဘယ်သူကဒီဘဝတွေကနေလွတ်မြောက်မဆပေးမလဲတယောက်ကငါ့ကိုလာပြီးမွေးစားသွားရင်အရင်ကောင်းပါပဲတယောက်ကငါ့ကိုခေါ်ပြီးပတ်စံတွေအများကြီးပေးရင်ကောင်းပါပဲတယောက်ကကိုယ့်ကိုလှုပ်ပေးဖို့ရအတွက်ကျမတို့စောင့်တယ်ဒါပေမဲ့ဘဝကကျမတို့ကိုယ်တိုင်ကိုဖရာသခင်ကအသုံးပြုအဲ့ဒါမှသင်အပြင်မှာရှာရမှာမဟုတ်ဘူးသင်ရဲ့အထဲထဲမှာဖရာသခင်မြုပ်နှံထားတဲ့အရာတွေရှိတယ်ဖရာပေးထားတဲ့အရည်ချင်းတွေဖရာပေးထားတဲ့ဉာဏ်ပညာတွေဖရာပေးထားတဲ့အစွမ်းစားတွေဖရာသခင်ပေးထားတဲ့ဘိတ်သိက်တကိုးတွေရှိတယ်အဲ့ဒါတွေကိုသင်ကရှာဖွေရမှာဖြစ်တယ်အဲ့တော့ဒီနေ့ကစပြီးတော့အပြင်ကိုသင်ကြည့်တာထက်ဒီနေ့သင်ရဲ့အထဲတွေကိုစပြီးတော့ကြည့်ရအောင်သင်ရဲ့အထဲမှာရှိယေရှုကိုစကြည့်ရအောင်သင်ရဲ့အထဲမှာရှိတန်ရှင်သောဝိညာဉ်တော်ကိုကြည့်ရအောင်အာမင်သင်ဖခင်နဲ့အတူတူများစွာသောအမှုတွေပြုနိုင်တယ်ပေါလုကဒီလိုပြောတယ်ခတ်သိမ်းသောအမှုကိုငါတက်ဆွမ်းနိုင်တယ်အာမင်အဲ့တော့ abundance life မှာအသက်ရှင်နိုင်တော်သူဖြစ်တယ်